တူတူလေ့လာသွားမယ် grammar pattern ကတော့ there is there are pattern ပဲဖြစ်ပါတယ်ဒီမှာ there is there are မှာ there က subject ပေါ့နော် subject နေရာမှာယူတယ်ဒါကို dummy subject လို့ခေါ်တယ် subject အတူပေါ့နော် okay ဒီ there is there are ကိုဘယ်အခြေအနေမှာသုံးလဲဆိုတော့ introduce the existence of someone or something တယောက်ယောက်ဒါမှမဟုတ်ရင်တစ်စုံတစ်ခုတည်ရှိနေတယ်ဆိုတဲ့အရာကိုပြောပြတဲ့အချိန်မှာ intro လုပ်ပြီးတဲ့အခါလေးမှာ there is there ကိုသုံးတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့က new information ပေါ့နော် information အသစ်တွေသတင်းအချက်လက်အသစ်တွေကို introduce လုပ်ပြီးတဲ့အခါပြောပြတဲ့အခါမှာလည်း there is there are နဲ့စာကြောင်းကိုစပြီးတော့ပြောတယ်ရေးတယ်ပေါ့နော် okay there is there are ကိုမပြောခင်မှာ there is there are ပေါ့နော် is are ဆိုတာ verb to be ရဲ့ present tense ဆိုတဲ့အကြောင်းအရင်ပြောရအောင်နော် verb to be ကဘယ်လိုဖြစ်လာတာလဲဒါက verb to be မှာလည်းဒါလည်း main verb ပေါ့နော် verb တစ်ခုမှာ tense က5မျိုးရှိရပေါ့နော်ရှေ့ video မှာလည်းပြောခဲ့တယ်ပေါ့နော် base verb verb 0လို့အလွယ်ခေါ်တယ် present tense verb 1လို့ခေါ်မယ် past tense verb 2 past participle tense verb 3 နဲ့ present participle tense verb 4ဒါမှမဟုတ်ရင် verb ing ဖြစ်ပါတယ်ဆိုတော့ B ကသူ့ရဲ့ဒီ B ဆိုတဲ့ verb ရဲ့အဓိပ္ပာယ်ကဖြစ်သည်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဒီနေ့ there is there are က present tense ပေါ့နော် am is are ပေါ့ am ကကြတော့ subject အနေဆိုလို့ရှိရင် is နဲ့တွဲမယ် am ကကြတော့ I နဲ့ဆိုရင် I am ပေါ့နော် are ကကြတော့ subject အများဆိုရင် are နဲ့သုံးမယ်ပေါ့နော်ဆိုတော့ဒါ verb to be ကနေလာခဲ့တာဖြစ်တယ်ပေါ့နော် verb to be ရဲ့ present tense ဖြစ်တယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်သင်ခန်းစာကိုကြည့်အောင်နော်ဒီပုံမှာဆိုလို့ရှိရင်ကျောင်းကပန်းခြံထဲမှာရှိတယ်။ဥပမာကျောင်းတစ်ကောင်ကပေါ့နော်ပန်းခြံထဲမှာရှိနေတယ်ဆိုတော့ information ကိုတရားရောက်ကိုပြောပြတယ်ပေါ့နော်။ဒီကျောင်းကဘယ်ကျောင်းမှမသိဘူးပေါ့နော်။ဘယ်မှမသိဘူးပန်းခြံထဲမှာရှိနေတယ်။ existent ပေါ့နော်သူရဲ့တည်ရှိခြင်းကိုပြောပြတယ်။ information ပေါ့နော်အဲ့လိုအခါမျိုးတွေမှာ there is there are နဲ့ဒီ pattern နဲ့သုံးရမယ်ပေါ့နော်။ Okay there is a cat in the garden there is ဆိုတာ is ကကြတော့ဒါက verb ဖြစ်တယ်ပေါ့နော် there ကကြ subject ဒါပေမဲ့ဒါ dummy subject เนาะဆိုတော့အင်္ဂလိပ်မှာ subject verb object ဆိုပြီးတော့လာရတယ်ပေါ့နော်ဒါပေမဲ့ subject ကဒီ there ကကြတော့ dummy subject အတူပေါ့နော် okay subject အစစ်ကဘယ်မှာလဲပေါ့နော်ကြည့်အောင် there က dummy subject ဖြစ်တယ် is က verb ဖြစ်တယ်ပေါ့နော် verb to be ရဲ့ present tense is ပေါ့နော်တောင်းတာတစ်ကောင်ပဲအနည်းမို့လို့ is နဲ့သုံးနေတယ်ပေါ့နော်cat ကမှ real subject ဒါက subject အစစ်ဖြစ်တယ်နော် okay ပြန်ပြောကြည့်အောင်နော် there is a cat in the garden ပန်းခြံထဲမှာကြောင်တစ်ကောင်ရှိတယ် okay ဒါက information ပြောပြတဲ့အခါမှာနော်ဒီရှိခြင်းကိုပြောတဲ့အခါမှာသုံးခြင်းဖြစ်ပါတယ် there is ကကြတော့ singular နဲ့တွဲမှာပေါ့နော်ဒီမှာက cat ကြောင်ကတစ်ကောင်ပဲဖြစ်နေတယ်ပေါ့နော်ကြောင်က a cat ကြောင်တစ်ကောင်မို့လို့there is နဲ့သုံးတယ်ပေါ့တကယ်လို့ကြောင်အများကြီးဆိုလို့ရှိရင် there are cats in the garden ကြောင်အများကြီးပေါ့နော်။မအနည်းမို့လို့ is နဲ့သုံးခြင်းဖြစ်ပါတယ် okay ဒီပုံမှာဒါဘာအလံလဲပေါ့နော်ဘယ်နိုင်ငံရဲ့အလံလဲဟုတ်ပါတယ်ဒါက American အလံဖြစ်တယ် okay ဒီ American အလံမှာကျဲဘယ်နှခုရှိလဲပေါ့နော် okay ကြည့်အောင်နော်ကျဲဘယ်နှလုံးရှိလဲ there are 50 stars on the American flag, representing 50 states. There are 50 stars ကျဲအလုံး50ရှိတယ် on the American flag. The American flag, American အလံပေါ်မှာကျဲအလုံး50ရှိတယ် representing အဲ့ဒါကိုစားပြုတယ်ဘာကိုစားပြုလဲ50 states. States ဆိုတာပြည်နယ်တွေပြည်နယ်50ကိုကိုစားပြုတယ်ကျဲ50ရှိပါတယ် There are plural ပေါ့နော်50 stars ကအများမို့လို့ there is နဲ့မသုံးဘဲနဲ့ there are နဲ့တွေ့ပေါ့နော်50 stars က plural noun ဖြစ်တယ် Okay နောက်ပုံကြည့်အောင်ဒါရေဘဝဲဖြစ်တယ်ပေါ့နော် Okay ရေဘဝဲမှာအသဲနှလုံးဘယ်နှခုရှိပြီးတော့အုံနောက်ဘယ်နှခုရှိလဲဟုတ်ပါတယ် There are 3 hearts and 9 brains in a single octopus. There are ကအမှရှိရယ်3 hearts. Hearts ကနှလုံး
နှလုံး3သုံးလုံးနှလုံး3လုံးနဲ့ and brains အုံနောက်ကဘယ်နှခုလဲ9 5ခု sorry 9 9ခု 9 brains အုံနောက်က9ခုရှိတယ်တဲ့ in a single octopus octopus ဆိုရေပိုးရဲ့ single ဆိုတာတစ်ကောင်တစ်ခုတစ်ယောက်ပေါ့နော်တစ်ဆိုတဲ့အတိတ် octopus တစ်ကောင်မှာနှလုံးက3လုံးရှိပြီးတော့အုံနောက်က9ခုရှိတယ်ဘာဖြစ်လို့ R နဲ့သုံးတာလဲ there are ဘာလို့ R နဲ့သုံးတာလဲဘာဖြစ်လို့လဲဆိုတော့အရှိမ subject ဖြစ်တဲ့ 3 hertz အများဖြစ်နေလို့ R နဲ့သုံးချဖြစ်တယ် Okay နောက်တစ်ခုပြန်ကြည့်အောင်ဒါက English အခရာပေါ့နော် A ကနေ Z အထိ Okay English အခရာ A ကနေ Z အထိဘယ်နှလုံးရှိလဲဟုတ်ပါတယ် There are 26 letters in the English alphabet English alphabet ဆိုတာ English အခရာကိုပြောခြင်းဖြစ်တယ် letters ဆိုစကားလုံးတွေပေါ့နော်ဘယ်နှလုံးရှိလဲ26လုံးရှိပါတယ် There are plural noun 26 letters 26လုံးဆိုအများဖြစ်လို့ there are နဲ့သုံးခြင်းဖြစ်ပါလိမ့် Okay အခုကဘာပေါ်မှာ AI ကိုသုံးနေတာလူဘယ်နှယောက်လောက်ရှိလဲခမန်းကြည့်အောင် There are more than 1 billion people using AI every day လူဘယ်နှယောက်လဲဆိုတော့ more than ထက်ပိုတယ်ပေါ့နော်1 billion 1 billion ကျော်တယ် people လူတွေက using အသုံးပြုနေကြတယ် AI ကို every day နေ့တိုင်းဆိုတော့ဘာလို့ဒီမှာ there are နဲ့သုံးတာလဲ R နဲ့သုံးတာလဲဆိုတော့ဒါက plural form လူတွေကတယောက်ပဲမဟုတ်ဘူး1 billion ကျော်တော့မှာเนาะဆိုတော့ plural noun နဲ့ plural noun ဖြစ်လို့ R နဲ့သုံးတယ် there are Okay there ဆိုတဲ့အဓိပ္ပာယ်ကတော့ dummy subject ပေါ့နော် subject အတူဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ English စာကြောင်းက subject နဲ့လာတယ်ပေါ့နော် subject နဲ့အရင်စတယ်ဆိုတော့ဒါပေမဲ့ဒီမှာကကိုမသိသေးတဲ့အကြောင်းအရာ intro လုပ်မှာဖြစ်တဲ့အတွက်တကယ် subject အစစ်ကအနောက်မှာလိုက်တယ်ပေါ့နော် dummy subject ပြီးတော့ဘယ်အချိန်မှာ there is there ကိုသုံးမလဲ existence of someone or something နောက်တစ်ခုက information တွေကို introduce လုပ်တဲ့အခါတွေမှာသုံးဘူးပေါ့နော် okay existence ဒီရှိတဲ့အရာတွေအကြောင်းကိုပြောတဲ့အခါတွေမှာသုံးမယ် okay အခုလေ့လာသွားတဲ့သင်ခန်းစာတွေကိုပြန်ကြည့်ရအောင်နော်အတူတူပြောကြည့်ရအောင်ဥယျာဉ်မှာကြောင်တစ်ကောင်ရှိရကိုဘယ်လိုပြောမလဲ information ကိုဘယ်လိုပြောမလဲ It's a cat in the garden good job okay နောက်ပြန်ကြည့်ရအောင် American အလံမှာကျဲ90ရှိတယ်အဲ့ကျဲ90က American ရဲ့ပြည်နယ်90ကိုကိုစားပြုတယ်ဘယ်လိုပြောမလဲ There are 50 stars on the American flag representing 50 states okay နောက်တစ်ခုပြန်ကြည့်မယ် Octopus ရေပွေးမှာအသေး3ခုရှိပြီးတော့အုံနောက်9ခုရှိတယ်ဘယ်လိုပြောမလဲ There are 3 hearts and 9 brains in a single octopus Good job နောက်တစ်ခုကြည့်မယ်နော် English အခရာဘယ်နှလုံးရှိလဲ26လုံးရှိတယ် Okay အတူပြောကြည့်အောင် There are 26 letters in the English alphabet Good job နောက်တစ်ခုကြည့်မယ် There are more than 1 billion people using AI every day AI ကိုကမ္ဘာပေါ်မှာရှိတဲ့လူပေါင်း1 billion ကျော်ကနေ့စဉ်သုံးနေကြတယ် Okay ဒါဆိုလို့ရှိရင်အခုကြည့်ရှုနေလေ့လာနေတဲ့သူတွေမှာလည်း there is there အနေနဲ့စပြီးမှ new information ပေးချင်တာမျိုးလို့တစ်စုံတစ်ခုတစ်စုံတစ်ယောက်တရှိချင်းကို introduce လုပ်ချင်တာမျိုးလို့ဆိုလို့ရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရပါတယ်အဆုံးထိအတူတူလေ့လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် See you